တချို့အရာမှာ service ကအလွန်အကျွံပေးလို့မရပါဘူး customer တွေကိုကျွန်တော်တို့ကိုလိုချင်တဲ့ပုံစံနဲ့ရောက်အောင် train ယူဖို့လည်းလိုပါတယ်စီးပွားရေးလုပ်ငန်းမှာ service ကောင်းလို့ရှိရင်လည်းနောက်ဆက်တွဲကြုံလာနိုင်တဲ့အခက်အခဲတွေရှိပါတယ်ကျွန်တော်ဒီနေ့အကြောင်းအရာလေးတစ်ခုပြပြပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဝန်ဆောင်မှုကောင်းတာပေါ့မှန်ပါတယ်စီးပွားရေးလုပ်တယ်ဆိုလို့ရှိရင်ဝန်ဆောင်မှုကကောင်းဖို့လိုတယ် customer ကိုအကောင်းဆုံးပေးရမယ်ဆိုတော့ကျွန်တော်တို့လက်ခံပါတယ်မှန်ပါတယ်ဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားမှာကိုရောက်နေတဲ့ product ဒါမှကိုရောက်နေတဲ့ service ကိုလည်းပြန်ချိန်မှုလိုပါတယ်ကိုရောက်နေတဲ့ product ဒီ service ရဲ့ premium quality နဲ့ premium price ယူထားတယ်ဆိုလို့ရှိရင်တော့ကို service ကိုလုံးဝအောက်ခြေနဲ့ A to Z အစအဆုံးပေးတာဒီပြဿနာမရှိပေမဲ့ကိုကလုံးဝတကယ်ကိုပေါ့နော်ဒီဈေးကွက်ထဲမှာလုံးဝတကယ်ကိုဈေးနှုန်းသက်သာတဲ့နှုန်းနဲ့သွားနေတယ်အဲ့လိုမျိုး mass market လို့ခေါ်လူအများကြီးကိုသွားနေတယ်ဆိုတဲ့အခြေအနေမှာတချို့အရာမှာ service ကအလွန်အကျွံပေးလို့မရပါဘူးကျွန်တော်ဒါလေးကိုကျွန်တော်ဥပမာတစ်ခုနဲ့ရှင်းပြပါမယ်ဥပမာဆိုကြပါစို့ကိုကကိုယ့်ရဲ့ customer တွေကိုဥပမာသိဖို့အတွက် information သိဖို့အတွက်ကိုကသူတို့ email ပို့နေကြပါတော့ email ပို့နေကြ email နဲ့ကိုကအမြဲတမ်းပေးတယ်အဲ့မှာ customer တယောက်ကပုံမှန်ကတော့ဘာမှမဖြစ်ဘူး customer တယောက်ပြောတယ်သူ email နဲ့သူ email မဝင်ကြည့်ဖြစ်လို့သူ့ကိုအဲ့ရဲ့ email ရေးတဲ့ဟာကို screenshot လေးရိုက်ပြီးပေးပါလားဆိုလို့ရှိရင်ကိုဘက်ကနေokay ရပါတယ်ဆိုဘာလို့လဲကိုက email screenshot ရိုက်ပြီးပို့ပေးတာမျိုးလုပ်တာဒီ that's good ဒါဒီ service အနေနဲ့ပြောမှဆိုရင် customer လိုအပ်တဲ့ service ကိုပေးတာဒီကောင်းတယ်တစ်ချိန်တည်းမှာပြန်စဉ်းစားဖို့လိုတာကအဲ့လိုလုပ်တဲ့အချိန်မှာကိုယ့်ဘက်မှာဝန်ထမ်းသုံးလိုက်ရတဲ့အချိန်ကြီးပြန်ပြီးတော့အလုပ်ရှုပ်သွားတဲ့ကိစ္စစီဒါကိစ္စတွေဒါတွေကိုလည်းပြန်ထည့်စဉ်းစားဖို့လိုတယ်။ဘာကြောင့်မို့ပြောရလဲဆိုရင် customer တွေက pattern ရှိတယ်ပေါ့နော်။အဲ့ pattern तू ကအဲ့ဒါလုပ်ပေးပြီးသွားရင်နောက်ဆက်တွဲဘာလုပ်မှာလဲ तू ကနောက်အမြဲတမ်းအဲ့ဒါပဲတောင်းတော့မယ်ပြီးလို့ရှိရင်သူမိတ်ဆွေတွေကိုလည်းဒါတလို့ရဆိုအကုန်လုံးတော့သွားမယ်ဆိုကိုယ့်ရဲ့ service ပုံစံကလည်းပြောင်းသွားလိမ့်မယ်။ကိုကငကိုကလေးကကြိုတင်စဉ်းစားရမှာကငါတို့ဒီသူတို့လွယ်ကူအောင်ဒီလိုပေးမယ်ဆိုဒီလိုတစ်ခါတစ်မျိုးလေးပေးဖို့မဟုတ်ဘဲနဲ့ဒီလိုပေးဆိုရှင်ဝန်ထမ်းတွေမှာလည်းအရန်ဝင်ပြီးတယ်ဘာဝင်ပြီးလဲဆိုတော့ဒီ customer ကိုကျတော့ email နဲ့ပို့ဒီ customer ကိုကျတော့ screenshot ပို့ဆိုတဲ့ဟာမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ service အလွန်အကျွံပေးမိလို့ရှိရင်လည်းတချို့ကနေမှာအခက်အခဲရှိပါတယ်ကျွန်တော်တို့ခံယူထားတာတခုတော့ရှိပါတယ် customer တွေကိုကျွန်တော်တို့က service ကိုအကောင်းဆုံးပေးဖို့လိုပါတယ်တချို့အရာတွေမှာလည်း customer တွေကိုကျွန်တော်တို့ကိုလိုချင်တဲ့ပုံစံနဲ့ရောက်အောင်train ယူဖို့လည်းလိုပါတယ်အများစုဒီ customer ကို train ယူဖို့ထက်အကောင်းဆုံးပေးမယ်ဆိုတော့စဉ်းစားတယ်ဒါပေမဲ့ consistency ဖြစ်အောင်မပေးနိုင်တဲ့အချိန်ဒီမှာအရင်ကဘယ်လောက်ပဲပေးခဲ့နောက်ပိုင်း consistency မရှိတော့တဲ့အချိန်မှာ customer တွေကကိုယ့်ရဲ့ service quality ကိုမကောင်းဘူးလို့မြင်တာကြပါတယ်အဲဒါကြောင့်မလို့ကိုပေးနိုင်တဲ့ quality ထဲမှာနေပါပြီးလို့ရှိရင် customer တွေကိုကိုပေးနိုင်တဲ့ quality ကိုပေးနိုင်တဲ့ frame နဲ့ဝင်လာအောင် train ယူပါဒါဒီ customer service မှာအရင်ကိုရည်ကြည့်ပါတယ်